Hello အားလုံးပဲမင်္ဂလာပါရှင်။ Favorite ခိုင် YouTube Channel လေးကနေကြိုဆိုလိုက်ပါရနော် Fitable ဖက်ရင်ဘူးတုတတွေလည်းရမြို့တစ်မျိုးကိုကိုယ်တိုင်ရောက်သွားသလိုပါခံစားရနိုင်တယ်ဆိုရင်ယုံမလားရှင်။ဒီနေ့မှာတော့အဲ့ဒီလူခံစားချက်ကိုပေးနိုင်တဲ့ feeling နဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒါကတော့အာသာပူပူဖီနဲ့200ခွန်ရေးသားထားတဲ့ Let Beyond the Milky Way အတ္တမြဆိုတဲ့ feeling ပဲဖြစ်ပါရဲ့ရှင်။ဒီ feeling ရဲ့ဆက်ဆောင်လေးကတော့ထင်ရှားစော်နဲ့လင်ထွေဦးတို့ပဲဖြစ်ပါတယ်။ဒီ feeling ကရိုးရိုးရှင်းရှင်းအချစ်စလန်းနေမဟုတ်ပဲဘူးသူရအများကြီးပါဝင်တာမို့ဖတ်ရတာတကယ်ကိုတန်လွန်းတဲ့ Fitable ပါ။အာသာကိုယ်တိုင်လည်းဒီ fit ကိုရေးသားဖို့အတွက်စာအုပ်တွေအများကြီးဖတ်ပြီးသေချာလေ့လာထားတာကိုဖတ်နေနေတော့ခံစားမိပါတယ်။ဇလန်းထဲမှာဆိုရင်အကျယ်တွေအကြောင်းဒါအပြင်မုံရရဲ့အထင်ကြီးနေရာတွေနဲ့ဒေသအထွက်အစားအသောက်တွေအကြောင်းကိုအရန်ပေါ်လည်အောင်ရေးထားတာမို့ကိုယ်တိုင်မရောက်ဘူးသေးရင်တော့မှမုံရမျိုးကိုအပြင်မှာတကယ်ရောက်သွားသလိုမျိုးခံစားချက်ကိုပေးဆက်နိုင်မှာဖြစ်ပါတယ်။ချစ်ချင်းမြတ်တာဆိုတာနှစ်ယောက်စလုံးရဲ့စိတ်သက်ခံစားချက်တွေထပ်တူကြသွားတဲ့အခါမှာဘလောက်တောင်ပျော်စရာကောင်းလဲဆိုတာကိုဒီ feel လေးထဲမှာလှလှပပလေးဖော်ပြပေးထားပါတယ်။ဒီ feel လေးမှာစိတ်ရှုပ်စရာဒရမာတွေလောင်စရာအခန်းတွေမရှိသလောက်ပဲမို့အေးကြကြဖတ်ချင်တဲ့သူတွေအတွက်ကွက်တီပါနော်။ဒါပေမဲ့စိတ်နှူပြီးဝမ်းနဲ့လဲတဲ့သူဆိုရင်တော့နည်းနည်းလေးတော့မျက်ရည်ဝမ်းရပါလိမ့်မယ်ရှင်။ဒါပေမဲ့ဇလန်းကိုဖတ်ပြီးသွားတဲ့အခါကျရင်တော့ထင်ရှားစော်လိုမျိုးကျင်လာတက်ပြီးအရန်ချစ်တဲ့အညာသားလေးကိုလူချင်းသားရလောက်အောင်ကိုရှင်ထဲမှာနေကြွေးကြံခဲ့မှာအမှန်ပါပဲရှင်။ဒီ feel လေးဖတ်ပြီးသွားရင်ရင်ထဲမှာနည်းနည်းလေးခံစားချက်တစ်ခုကြံခဲ့စီမဲ့ဇလန်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။မဖတ်ရသေးရင်တော့အချိန်ပေးပြီးဖတ်ကြည့်ဖို့တကယ်ကိုအကြံပေးချင်ပါတယ်ရှင်။နောက်ထပ်လည်းဒီလို fit review ကောင်းလေးတွေကိုတင်ဆက်ပေးသွားမှာမို့ channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့အောင်နော်။အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။တတား